အလားပါပစ္စည်းတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ကျွန်တော်ဘဝရဲ့တတ်တာရာတတ်တာချောင်းလေးတွေဆိုပြီးတော့ညဘက်ကြလို့ရှိရင်အနည်းဆုံး9မိနစ်လောက်ပြီးပြီးတော့အချိန်လေးပေါ့နော်9မိနစ်လောက်လေးပဲပြီးပြီးလောက်တာနဲ့ဘဝမှာတကယ်ဟိုတတ်တာလေးနဲ့နေလို့ကောင်းလာတယ်ဆိုတာအဝင်းရဲ့ယူသွတ်မှုကြီးကဘာလဲဆိုလို့ရှိရင်လက်သေးနဲ့ခြေသေးအားလုံးအထင်ကြီးမှာကိုကလေbeauty blogger တွေလုပ်နေလို့အရန်ကို skin care တွေလုပ်နေလို့အရန်ကိုမှ skin တွေသပင်တွေတခြားဟာတွေကိုကြီးဆိုင်မယ်ထင်တာဒါပေမဲ့ကျွန်တော်အပြင်မှာမြင်ဘူးတဲ့လူတွေဆိုရင်အရန်တည်တယ်ဘာဖြစ်လို့ဆိုကျွန်တော်ဘယ်တော့မှသူတို့တွေကျွန်တော်ကိုလက်သေးနေခြေသေးနေမပါဘဲနဲ့တော်တော်လုံးခါမှမမြင်ဘူးဘာဖြစ်လို့ဆိုတော့ကိုတိုင်ကလက်သေးခြေသေးကိုယူသွတ်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကလက်သေးခြေသေးကိုကျွန်တော်လိုမျိုးယူသွတ်တဲ့လူတွေအတွက်ကောလက်သေးခြေသေးလှချင်တဲ့လူတွေအတွက်ကောပြီးလို့ရှိရင်လက်သေးခြေသေးလေးတွေခြောက်နေလို့လက်သေးပုံကြပန်းကြဖြစ်နေတဲ့လူတွေဥပမာတစ်ခါလေးကျလက်သေးမှုတ်တက်လို့ဆေးကုပြီးတော့မှလက်သေးလေးတွေပြန်ထွက်လာတဲ့လူတွေအတွက်ဆိုလို့ရှိရင်ဒါလေးကတိတ်အဆင်ပြေတာပဲသူကအဲ့လိုမျိုးနည်းနည်းလေးပဲယူပြီးလို့ရှိရင်ဟောဒီ cuticle oil ပေါ့နော်ဒါ cuticle ဆိုတာဒီလက်သေးပန်းကုန်းလေးတွေကိုသူကကျမ်းမာတန်ဆွမ်းစေတဲ့ဟာဆိုတော့ဒါလေးတွေကိုလိမ့်ထားရင်းနဲ့လေကျွန်တော်လိုမျိုးတစ်ချိန်လုံးဂျယ်ဆိုးတဲ့လူတွေအတွက်ဆိုလဲဒါအားဖြည့်ပြီးသားဖြစ်တယ်လို့ဂျယ်မဆိုးဘဲနဲ့ကိုကိုလက်သေးလေးလှကျင်တယ်ကြမ်းကြမ်းမာမာနဲ့တန်တန်ရှင်းရှင်းနဲ့လှကျင်တယ်ဆိုလို့ရှိရင်လည်းကြောက်ရဒီမှာကျွန်တော်ပြမယ်နော်ဒီ cuticle လိမ့်ထားတာနဲ့ cuticle မလိမ့်ထားတာနဲ့ကွာခြားတဲ့ကြက်တည်လေးကိုပြချင်တာပေါ့နော်ဒီ cuticle cream လေးကိုလိမ့်လိုက်တဲ့အခါကျရင်ဟိုဘာနဲ့တူတော့ဆိုကျွန်တော်တို့သပင်ကောင်းလျှော်တဲ့အခါမှာ conditioner လေးထည့်လိုက်တယ်လို့ပေါ့နော်ရိုးရိုးတန်းတန်းကောင်းလျှော်ရဲဆိုလို့ရှိရင်သပင်ကတိတ်ပြီးတော့မပြော့ပါဘူးအဲ့လိုပဲပေါ့ရိုးတန်းတန်းလက်ဆေးတယ်ရိုးတန်းတန်း lotion လိမ့်နေဆိုရင်ဟောဒီ cuticle တွေအထိဒီလက်သေးပန်းကုန်းလေးတွေအထိသူကပေါင်းတင်ပေးရလားအောင်ပျော့ပါလားအောင်အထိအာဟာရပြည့်တဲ့အစီလေးတွေမပါဘူးအမေဒီဟာလေးကကျတော့သူကဒီလက်သေးပန်းကုန်းလေးတွေအတွက်ပဲကျွန်တော်လက်သေးရောခြေသေးရောနှစ်ခုစလုံးအတွက်လိမ့်တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဟာလေးကိုလိမ့်လိုက်တဲ့အခါကျတော့မှကိုယ့်ရဲ့လက်သေးခြေသေးမှာရှိတဲ့အတမာတက်တာလဲတက်တာတယ်ပြီးလို့ရှိရင်ကျွန်တော်ဆိုရင်ဒီ cuticle cream ကိုဆိုလို့ရှိရင်ဒီအရန်အေးတဲ့ဆောင်းတွင်းနေဘာတွေမှာဆိုလို့ရှိရင်ကျွန်တော်ကခြေဖနှောင်လေးတွေပါလိမ့်တယ်ခြေဖနှောင်လေးတွေပါလိမ့်တဲ့အခါကျရင်ဖနှောင်ကွဲတာအတာလေးတွေလည်းတက်တာတယ်ပေါ့နော်အဲ့တော့ဒီပစ္စည်းလေးတွေကအလားအပအတွက်ပစ္စည်းလေးတွေမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ဘဝမှာကွာစဉ်းစားကြည့်နေ့စဉ်နေ့တိုင်းနှာခမ်းကြီးက6ကြီးနဲ့ပူကြီးနဲ့ကျွန်တော်ဆိုနှာခမ်းက6လာပြီဆိုလို့ရှိရင်အရန်ကိုမှကွဲပြီးတော့သွေးထွက်တဲ့အထိပါပူပြီးတော့ရောင်တဲ့အထိပါဖြစ်တယ်အဲ့တော့အဲ့ဒါမျိုးလေးမဖြစ်အောင်ဟောလိုမျိုးဒီ lip sleeping mask လေးသုံးမယ်ပြီးတဲ့အခါကျလို့ရှိရင်ဒီ cuticle ဆိုလို့ရှိရင်လည်းတကယ်တမ်းလောက်ရတာဒီအားလုံးမအောင်လောက်လိုက်တာ9မိနစ်မကြာဘူးတပတ်မှာ2ခါ3ခါပဲလောက်ရုံပဲဒါနဲ့ကိုယ့်ရဲ့ဒီနေ့စဉ်နေ့တိုင်း lifestyle ရဲ့ quality လေးတွေကဒါပို့ပြီးတော့မြင့်တင်လာတယ်ပြီးတော့အိတ်တဲ့အခါကျရင်လည်းလက်ကလေးကလည်းစူးစူးအီအီလေးနဲ့ပြီးနှာခမ်းလေးကလည်းစူးစူးအီအီလေးနဲ့မျက်နှာလေးကလည်းတက်တက်တာတာလေးနဲ့အိတ်ရတဲ့အခါကျတော့ဘာလဲဆိုတော့တညမှာအိတ်ဖို့အတွက်အေးဝဝအိတ်လို့ရတယ်။နောက်အေးဝတော့မှနောက်နေ့ကြလို့ရှင်ကိုက energy ရှိနဲ့ကိုဘဝမှာရင်ဆိုင်ရမယ်ကောင်းတာတွေရောဆိုးတာတွေရောအကုန်လုံးကိုအေးဝဝလေးနဲ့တက်တာလေးဇင်ရှိလေးနဲ့ရင်ဆိုင်ရတော့ပို့ပြီးတော့အလုံးမတွေ့ဘူးလားပေါ့နော်အဲ့တော့ဒါလေးတွေကိုကျွန်တော်ကကြတော့ဟိုလိုမျိုးအလားပါပစ္စည်းတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ကျွန်တော်ဘဝရဲ့တတ်တာရာတတ်တာချောင်းလေးတွေဆိုပြီးတော့ညဘက်ကြလို့ရှိရင်အနည်းဆုံး9မိနစ်လောက်ပြီးပြီးတော့အချိန်လေးပေါ့နော်9မိနစ်လောက်လေးပဲပြီးပြီးလောက်တာနဲ့ဘဝမှာတကယ်ဟိုတတ်တာလေးနဲ့နေလို့ကောင်းလာတယ်ဆိုတာဒါအားလုံးဝေမျှတာပါ